အားလုံးပဲမင်္ဂလာပါနော်ဒါတော့ဒီ12လပိုင်း10ရက်နေ့ရင်ပြီး12လပိုင်း12ရက်နေ့ထိပြည်မင်းသမီးတပတ်စာကပ်ပဲဖြစ်ပါတယ်ဗျာနော်ဒီ channel လေးကိုနော် subscribe မနေရသေးရင်နှိပ်ထားပေးပါဗျာနော်တောင်းဆိုပါတယ်နော်ညွှန်တောင်းဆိုပါတယ်နော်ချွတ်မိတ်ဆွေတွေကိုအတွက်ဒီ channel လေးရင်နော်ပြည်မင်းသမီးနားဖြတ်ဒါတွေတင်ပေးပါမယ်နော်နေ့စဉ်နီးကပ်တကွာကောင်းနေရတဲ့အခါလဲတင်ပေးပါမယ်နော်အဲကြောင့်မလို့ channel လေးကို subscribe မနေရသေးရင်မဖြစ်မနေနှိပ်ထားပေးပါနော်အနိကတကွာကောင်းနေနော်တင်ပေးမယ်ဘူးမကျော်နော်ဒါတွေတင်ပေးမယ်မနက်နဲ့ညနေနော်အဲ့ဒါတွေကိုအနိကတင်ပေးပါမယ်ဗျနော်ကျွန်တော် channel လေးရရင်ပြီးတော့တင်ပေးမှမလို့နော် subscribe မနေရသေးရင်နှိပ်ထားပေးပါနော်လက်မလေးတွေနှိပ်ထားပေးပါနော် share ထားပေးပါနော်နှိပ်ပြီးရင်လည်းနှိပ်ပြီးထားကြောင်းလေးပြောခဲ့ပေးပါနော်ခုဘယ်နေ့မှကြည်နေလဲနော်ဘယ်ဒေသကြည်နေလဲဆိုတာလေးမှန်ခဲ့ပေးပါဦးနော်ကျွန်တော်ကြောက်ချင်စီကို reply အတန်းနိုင်လို့ပြန်ပေးပါမယ်ဗျာနော်ဒါတော့ပြီးမင်းသမီးနော်တပတ်စာကပ်ပဲဖြစ်ပါတယ်ဒါပြီးမင်းသမီးရဲ့ဒီတပတ်စာကပ်နော်နားဖြတ်ကပ်ကိုလည်းနော်တင်ပေးမယ်တပတ်စာနားဖြတ်ကပ်ရဲ့နော်ပြီးမင်းသမီးတပတ်စာအကုန်လုံးဒီ channel ရရင်တင်ပေးမယ်နော်လိုချင်တာရှိရင်လည်းပြောပေးပါနော်တိကျရဆုံးလဲနော်အားရခတင်ပေးဖို့ရှိပါတယ်နော်တင်ပေးနိုင်အောင်ကြိုးစားပါမယ်နော်ဒီ channel ရရင်တင်ပေးမယ်စာရွက်အစုံလည်းတင်ပေးပြီးမင်းသမီးနဲ့နားပြောကိုလည်းဒီတိုင်းရှင်းရှင်းလင်းလင်းဖြစ်အောင်လို့တည်တည်ချာချာဒီအနိကပုံစံနဲ့တင်ပေးမယ်နော်ဟိုတော်လိုပါလို့လိုချင်တယ်ပြောဝါစိန်တို့နော်အခြားပေါက်ချိုင်းတို့ရှိတယ်နော်ပြည်စည်းတို့နော်ဒီပိုကြီးတချို့လေးဒီပိုကြီးစာရွက်ကိုလိုချင်တယ်နော်ပြောခဲ့ပြပါနော်လိုချင်တဲ့စာရွက်ရှိရင်လည်းပြောခဲ့ပြပါ channel လေးကိုလည်း like and subscribe နေထားပြပါနော်နောက်ပြတင်လိုက်ပြည်မင်းသမီးတင်လိုက်တင်ပေးမယ်ဒီ channel လေးရရင်ပြနော်အများအားပေးကြည့်ရှုကြပါဦးနော်